はい、皆さん、こんにちは。はるきです。ဒီဗီဒီယိုထဲမှာ entry မော်ဒိုင်း900ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့လေ့လာကြည့်အောင်နော်။ဒီကနေ့မှာတော့ die issue ရဲ့မွေးကမယ်ပေါ့နော်။ချိုကြည့်ကြအောင်။ဒါနဲ့တခုပြောတာရှိရမှာနော်။ခဏင်းမြောင်းနှစ်ကမနေ့ဖြတ်ခဏင်းမြောင်းနှစ်ကဗီဒီယိုမရှိပါဘူးပေါ့နော်။ဘာလို့လဲဆိုတော့ခဏင်းမြောင်းနှစ်က die issue ရဲ့တရင်မြောင်းနှစ်ကနေပြီးတော့9ရင်မြောင်းနှစ်ထိ6ရင်မြောင်းနှစ်ထိပေါ့နော်။ဒီကနေ့တင်လိုက်တဲ့ဟာတွေအထိလေးလာတဲ့ဟာတွေကိုသူကပြန်ပြီးတော့ revision ပြန်ပြီးတဲ့ဟာတွေပေါ့နော်ဒါကြောင့်မလို့ခဏမြောင်းနေ့ကဗီဒီယိုမရှိဘူးကိုယ့်ဘာကိုယ်ဖြည့်ကြည့်ပါဟာနော်ဒါဆိုရင်တစ်ပတ်ခါမှပြန်ပြီးတော့ဒိုင်းနီရှူရဲ့နောက်ကအချင်းချင်းပဲပေါ့နော်တိမ်မြောင်းနေ့လေးကိုပြန်ပြီးတော့တွေးကြပါမယ်နော်ဒါဆိုတော့ဒီဗီဒီယိုကြည့်နေတဲ့လူတွေကမနေ့ပြန်ကိုယ့်ဘာကိုယ်ခဏမြောင်းနေ့လေးကိုဖြည့်ကြည့်ပါမယ်ဟဲ့ဟာနော်ကဲဆိုရင်မွန်တိုင်းနာနာဂျိုလခုပန်ပေါ့နော်ခဏဆက်6ကိုကြည့်အောင်နိုင်နာနီက national ကားစေးတာခါတာ nation ဆိုတာကဘယ်လိုပြောရမလဲစူးစမ်းအားထုတ်တဲ့ចောင်းသားပေါ့နော်ဘယ်လိုမှစူးစမ်းစားဆိုတဲ့အဓိပ္ပာယ်ပေါ့နော် nation စိတ်အားထက်သန်တယ်စူးစမ်းတယ်အဲ့လိုအဓိပ္ပာယ်ပေါ့နော်ကိုလက်ကတဲ့စိတ်အားထက်သန်တဲ့ចောင်းသားဖြစ်တဲ့အတွက်ကြောင့် kito တေချာပါပေါ့နော်ရှကန်နီကိုဂါကုစရုဒေရှောကိုဂါကုဆိုတာကသမှုဘက်မှာအောင်မယ်လို့ထင်ပါတယ်နော်ဒေရှောဆိုတာလို့ထင်တယ်ဒါဆိုတော့ဒီခန်းကြီးကိုဖတ်မယ်ဆိုရင်ဘယ်လိုဖတ်မလဲဆိုတော့ခိမီဆိုရယ်ပေါ့နော်တင်ဆိုရယ်နေဆိုရယ်တင်လို့ပေါ့နော်နေကစူးစမ်းတဲ့ចောင်းသားဖြစ်တဲ့အတွက်ကြောင့်တေချာပါစမွေးအောင်မယ်လို့ထင်ပါတယ်နော်ဒါသူ့ကိုနာမည်ရှိမှကတ်မယ်ဆိုရင်ခွန်ဆိုတဲ့ဟာလေးပေါ့နော်ဟိုမှာဆိုရင်တနခခွန်လို့ပေါ့နော်နောက်ခねさくねをちゃうの。あの人とは同じクラスなんですかこっちは何々ことがありません。အဲ့ဒီလူနဲ့လေ同じクラスဆိုတာက同じတူညီတဲ့အတန်းပေါ့နော်အခန်းတူတူပဲအတန်းတူတူပဲဖြစ်ပေမဲ့လေခုချီကိုပါစက်ကိုကိုလည်းことがありませんなんかမရှိပါဘူးပေါ့နော်ဒါဆိုတော့ဒီမှာခုချီကိုかけたခုချီကို出したခုချီကို聞いたခုချီကို下げたအပြေမှန်ကသူကစကားပြောဖူးတာမျိုးမရှိဘူးအဲ့လိုတွေပဲပေါ့နော်ဒါဆိုခုချီကိုနိုင်နိုင်အဲ့ဒီခိုတိုဘာကိုတီးထားမှရမယ်ပေါ့နော်ဒါကြောင့်မလို့အပြေမှန်နံပါတ်3ဖြစ်ပါတယ်ပေါ့နော်ဟိုခီတာခိုတိုကနိုင်ပေါ့なんかခီတာပေါ့နော်ခုချီကိုခီတာခိုတိုကနိုင်စကားပြောဖူးတာမရှိပါဘူးအဲ့လိုပုံစံလေးပေါ့နော်ခိခုဆိုတဲ့အဓိပ္ပာယ်နော်ခုချီကိုခိခုစကားပြောသည်ဆိုရဲဟာနာစုဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒီဟာလေးကိုမှတ်ထားပါမယ်ဒီနောက်မှလည်းပြန်ပြောပြရမယ်နော်နောက်ခုခဏဆက်ရှုပ်ကြည့်အောင်โอคาชินาอ่ะနော်โอคาชินาဆိုတာကထူးဆန်းလိုက်တာပေါ့နော်주코 나이나니 하즈나 너니 페쿠 콜라라 떼차에다네 뭐너 하즈데서 떼차 아 그러면 다음에 말에 이코 답에 찼다 후 살아이 말래 너 엄마서 또 빠모셀로 왜라 아 투살라이다 뭐너 빠모셀로 왜라에 다네 왜라라 떼차에 다네 왜케라 떼차에 다네 တစ်ခုပြောင်းနေတာဗောနော်ဘာလို့လဲဆိုတော့ B ကစားလိုက်တာဗောနော်ဒါကြောင့်မို့အခုကဝယ်ပြီးသွားပြီဆိုတဲ့ကြောင့်တာဖာဟာဇူဒါဗောနော်ဒါမှာဗာတာဟာဇူကိုလာတာတေချာရဲ့တာနဲ့ဗောနော်ကိုလာခဲတာတေချာရဲ့တာနဲ့ခါတာဟာဇူနာနော်နိအဖြေမှနံပါတ်3ဖြစ်ပါတယ်ကဲဆိုရင်အဖြေလေးကိုတစ်ချက်ကြည့်အောင်ဒီမှာဆိုရင်နောက်နေနဲ့တော့မယ်ဆိုရင်ခိမီဆိုရင်တင်းနော်နောက်ကနမဲနားမလို့မယ်ဆိုရင်ခွန်ပေါ့နော်တနည်းအားဖြင့်ခွန်ဆိုတဲ့ဟာကယောက်ျားလေးပေါ့နော်ငယ်ရွယ်တဲ့ယောက်ျားလေးမှာတော့ပါနော်ဟိုမှာဆိုရင်အထက်တန်းចောင်းသားလို့ပေါ့နော်တက္ကသိုလ်ចောင်းသားလို့အဲ့လိုចောင်းသားလေးဆိုရင်ဆမ်မဟုတ်ဘဲနဲ့ခွန်ပေါ့နော်အေးကိုယ့်ရဲ့အဖေလို့ကိုယ့်ရဲ့ဦးလေးတို့ပါပေါ့နော်အေးဥမာဆိုရင်ဟာလုခိခွန်ပေါ့နော်အဲ့လိုပုံစံလေးပေါ့နော်နောက်ခုက next ဆိုတာကအဖျားကိုပြောချင်တာ national ဆိုတော့အခုတော့ပြောရဲなんかစူးစမ်းအားထုတ်တော့ဘယ်လိုမလဲအတော့ခေါ်ဆိုင်ရှိတော့အဲ့လိုပုံစံအစီဆိုတာကပူတော့ဆိုတဲ့အိဗယ်ပေါ့နော်အစီပူတော့ဒီပူတဲ့ဟာကရာဝတ္ထုပူတဲ့ဟာနော်ရာသီဥတုပူတဲ့ဟာမဟုတ်ဘူးရာသီဥတုပူတဲ့ဟာကဒီအစီနော်ဒီဟာရာသီဥတုပူတဲ့ဟာနော်ဘယ်လိုမှတ်ထားမလဲဆိုတော့ဒီမှာနေနှလုံးရှိရပါတော့အေးအပေါ်မှာနေတယ်လို့အောက်မှာနေတယ်လို့ဒါကြောင့်မို့အစီဆိုတာကပူတယ်ဒီအခုအစီကなんかအရာဝတ္ထုပူတဲ့ဟာနောက်合格するဆိုတာကစမွေးအောင်တီကဲဒါဆိုရင်တော့ခုကြည့်ရပါတော့နော်ခုချီကိုခိခုဆိုရဲဟာလေးပေါ့နော်ခုနလိုမျိုးဟီရာကနာရေးပဲရေးထားမယ်ဆိုရင်တော့နည်းနည်းညလုံးမပေါ်ဘူးเนาะဒီမှာခန်းကြီးနဲ့ရေးပြထားเนาะခိခုခုချီကိုခိခုဆိုတာကတနည်းအားဖြင့်
ဒီမှာပြထားတယ်ဟာနာစုဆိုတဲ့စကားပြောသည်ဒီဟာလေးချက်ထားမယ်အရေးကြီးရပါတော့ကိုချီနီစုလို့ဆိုရင်သူကတာဘဲတို့ဟာနာရှိကိုစုလို့အဓိပ္ပာယ်နှမျိုးရှိတယ်စကားပြောတယ်တနည်းအားဖြင့်ထမင်းစားတယ်အစာစားတယ်ဆိုတဲ့အဓိပ္ပာယ်မိမိနီစုလို့ဆိုတာတနည်းအားဖြင့်ခိကူဆိုတဲ့နားထောင်သည်နော်နရွက်နော်မိမိကတိုးကြီးဆိုတော့နရွက်ကဝေးတယ်ဆိုတော့တနည်းအားဖြင့်နကမိမိကယုတ်ခုခိခွဲနိုင်ကောင်းကောင်းမကြားရဘူးပေါ့နော်နားလေးတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အော်လူငါပြောတာကောင်းကောင်းမကြားရဘူးလားအဲ့လိုပုံစံပေါ့နော်တနည်းအားဖြင့်နားလေးနေလားပေါ့နော်အာတမနီခရဆိုတာကအိုခိုတေလို့ဆိုတဲ့ပဲပေါ့နော်ဟာလာကတတ်တူတူပဲဟာတမန်အာတမနီခရခေါင်းထဲကိုရောက်လာတယ်ဆိုတော့ဒေါသထွက်တယ်ဆိုတဲ့ပဲပေါ့နော်ဟာလာကတတ်ဒေါသထွက်တယ်ဆိုတဲ့ပဲဟာလာဆိုတာ1 byte ကိုပြောနော်ဒီဟာလေးတွေကိုကြက်ထားပါမယ်ကဲနောက်တစ်ခုကဟာဇုဆိုတဲ့ဟာပေါ့နော်ဒီမှာဆိုခါတာဟာဇုဂျူနန်မိုနီဟွန်နီအီရနာလာ10နှစ်တောင်ဂျပန်မှာရှိတယ်ဆိုရင်နီဟွန်ကိုကဂျိုဆုနာဟာဇုရာကောလန်မှာတေချာတယ်တေချာပါပေါ့နော်ဂျပန်စာတော်မှာတေချာတယ်あの子は今年20歳のはずだ。now ဆိုရင်တော့ now のはずပေါ့နော်အဲ့ဒီကလေးလေးကတဲ့ဒီနေ့ကအသက်20ပြည့်မှာတေချာတယ်ဘာလို့လဲဆိုတော့ဒီအခုမနေ့က19နဲ့ဆိုရင်ဒီနေ့တော့20တည်အတားလေးမှာပဲပေါ့နော်နောက်နိုင်နေဟာစုကနိုင်ဟာစုကနိုင်ဒီမှာဇက်တိုင်းနေနိုင်ဆိုတဲ့ပေါ့နော်ကိုလမ်မှာတေချာတယ်ခူရူဟာစုနိုင်ဇက်တိုင်းနေနိုင်ဆိုတာကမလုံးမှာတေချာတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတာပေါ့နော်သူရဲ့ subject ကဟာစုဆိုတာကတေချာတယ်နိုင်ဆိုတဲ့ကြောင့်မလုံးမှာတေချာတယ်ခူရူဟာစုကနိုင်ခူရူဟာစုကနိုင်သူမလာမှာတေချာတယ်ဘာလို့လဲဆိုတော့သူမနေ့ကလမ်းလာခုလုပ်တယ်ပေါ့နော်သူမနေ့ကဖျားနေလို့ပေါ့နော်ဒီနေ့အစည်းအဝေးကိုသူမလာနိုင်ဘူးဆိုပြီးတော့လမ်းလာခုလုပ်တဲ့အတွက်ကြောင့်သူဒီနေ့လာမှာမလာမှာတေချာတယ်ခူရူဟာစုကနိုင်ကြဒါဆိုရင်တော့ကြ89က second ဆိုတာက second ပေါ့နော် second ဆိုတာကစပ်ပြောက်ပြော12ကို high tema စပ်ပြစနစ်တော့ပါပါတယ်တဲ့ high tema ဆိုတာကဝင်တယ်ဆိုတာတနည်းအားဖြင့်ရှိတယ်ပါတယ်လို့အဓိပ္ပာယ်ပေါ့နော်အဲ့ဒီဘူးထဲမှာစပ်ပြစနစ်တော့ high tema ရှိပါတယ်ဂျူနီကိုဆိုတဲ့ကြောင့်အဖြစ်မှန်က ichi ဖြစ်ပါတယ်တန်းပြောလိုက်ပါမယ် ichi ပေါ့နော်ခိုးဆိုတဲ့ဟာလေးကိုတစ်ခုနှစ်ခုသုံးလေးခုပေါ့နော်အဲ့ဒီဟာလေးကိုမှတ်ထားပေးပါမယ်田中さんはよく笑うなよね人です。田中さんがလည်းကောင်းကောင်း笑うဆိုတာရည်သည်ဟစ်တိုဆိုတာလူဖြစ်ပါတယ်နော်ရဲနက田中さんကကောင်းကောင်းရဲတဲ့ကိုလက်ရွှေမြူးတဲ့လူပေါ့နော်တနည်းအားဖြင့်အမြဲမကြာခဏပေါ့နော်နောက်ပြောင်ပြောရီလိုက်မောလိုက်ပေါ့နော်အဲ့လိုမျိုးရဲလိုက်မောလိုက်အဲ့လိုမျိုးလုပ်တဲ့လူပေါ့နော်ဒါကြောင့်မလို့အာဝဒရရှိအိုတိုနာရှိမာဘူးရှိဟိုဂလာကနာဆိုတဲ့လေးမျိုးထဲမှာအဖြစ်မှန်ကနံပါတ်4ဖြစ်ပါတယ်ပေါ့နော်ရွှေမြူးသောဆိုတဲ့ပေါ့နော်ရွှေမြူတော့မာဘူးရှိဆိုတာကတောက်ပတော့ဆိုရပေါ့နော်အေးနေအောင်တွေပါကြီးတောက်ပါအိုတိုနာရှိဆိုတာလူကြီးဆန်ဆိုတာစကားနေတာအဝဒရရှိဆိုတာအလင်းဆိုလိုလောက်တာအဲ့လိုမျိုးเนาะပြရခတ်တာပြတိပြရခတ်တာအဲ့လိုပုံစံလေးပေါ့နော်ကဲဆိုကြည့်အောင်すみませんが道を教えてないのにいいですよဟိုလေတစ်စိလောက်အားနာပြင်မဲ့လမ်းကိုပြောပြပေးလို့ရမလားเนาะဒီဟာလေးကတော့ entry မှာလည်းပါတယ်เนาะ教えていただけませんかいただきませんかいただきでしょうかいただいてでしょうかအမလီတေချာပါသုံးတဲ့လေးနဲ့ကတော့မဟုတ်เนาะဆိုတော့တင်းနဲ့ each နဲ့လေးနဲ့မှာလေမားလေးရှာเนาะいただけませんかအဖြစ်မှန်เนาะイララキマセンかそういうまたイララキねとしイララキたいんですかဒီမှာイララキたいんですかအဲ့လိုမျိုးတော့ပါမနော်ဒီဟာလေးကိုသိချမှတ်ထားမယ်နော်イララキマセンかဆိုပြီးမတော့イララケマセンကပဲရှိမယ်နော်ဒါကြောင့်မလို့အဖြစ်မှန်က1ဖြစ်ပါတယ်ကဲအဖြစ်လေးကိုကြည့်အောင်ပါနော်セキューストーブရေနံမီးအိပေါ့နော်ဘယ်လိုပြောမလဲရေနံမီးဖို့အဲ့လိုပုံစံလေးပေါ့နော်နောက် second ဆိုတာကစပ်ပြောက်ပြောတယ် ishi တလုံးတည်းဆိုရင်တော့ကြောက်တော့ဘောနော် eco nico တစ်ခုနှစ်ခု ichi mai ni mai တစ်ချက်နှစ်ချက်တစ်ပြားနှစ်ပြားပေါ့နော်ကဲစေနောက်ခုကဟိုကလကနာဆိုတာကရွှေမြူတော့နော်အဝတရရှိဆိုတာကအလုတ်များတော့အလုတ်ရှုပ်တော့ပြအိုတိုနာရှိဆိုတာစကားနဲ့တယ်လူကြီးဆန်တယ်မဘူးရှိဆိုတာကတောက်ပတော့ဆိုတဲ့ပဲပေါ့နော်တဲဣဒရခိုင်မဆန်ကာဆိုတဲ့ဟာလေးပေါ့နော်တနည်းအားဖြင့်တဲမော်လိုင်းမဆန်ကာထက်ပို့ပြီးတော့ယဉ်ကျေးတဲ့တုံးတော့ပေါ့နော်ဒါဆိုတကယ်ချင်းပြောမှဆိုရင်တဲမော်လိုင်းမဆန်ကာအဲ့လိုမျိုးတုံးလေးရှိရပါတော့အကယ်လို့
နည်းနည်းရင်ကြီးနဲ့ပို့ပြီးတော့ရင်ကြီးသုံးမယ်ဆိုရင်တဲ့ဣတာခဲမဆန်ကာဒီမှာကြောင်လေးလေးပြောထားရဲဣတာခဲမဆန်ကာဆိုပြီးတော့မသုံးပါဘူးနောက်ကြည့်အောင်လဲဖို့ကြည့်အောင်နော်ပင်ကိုခတ်စတေဣတာခဲမဆန်ကာဘောပင်ကိုငါပေးလို့ရမလား ご住所とお名前を書いていただけませんか住所ဆိုရဲလိပ်စာနဲ့お名前ဆိုတာကနာမည်ကိုရေးပေးလို့ရမလားဆိုရဲဟာလေးဖြစ်ပါတယ်ဒါဆိုရင်နောက်တစ်ခုသွားကြည့်အောင်နော်စာတင်တာမြန်နေလားမသိဘူးနော်ကဲもう一回目နောက်ခုက82番ပါနော်お寺の庭は緑が多くて静かですအဲ့ဒီお寺の庭ပေါ့နော်အဲ့ဖះเจ้าရဲ့ခြံကားလေနီဝါဆိုတာခြံကားလေ緑ကအိုခုတဲ့緑が多いဆိုတာကအစိမ်းရောင်များတယ်ဆိုတာအပင်တွေများတယ်ပြောချင်မှာနော်အပင်တွေအများများပြီးတော့ကိုလက်ဖြစ်ပါတယ်ဒီဟာလေးကဘာလဲဆိုတော့ရှီဇုကာဆိုတဲ့ခန်းကြီးလေးပေါ့နော်တိတ်ဆိတ်ပါတယ်ရှီဇုကာနော်နီဂီယာကလည်းမဟုတ်ဘူးယူတကလည်းမဟုတ်ဘူးနိုဒိုကလည်းမဟုတ်ဘူးနော်ရှီဇုကာ新幹線は乗車内何だけでなく、特急内何が必要だ。だတူညီရဲ့ဟာလေးကိုထည့်ပြရမယ်။ကြည်ဆိုင်ရထားကလည်း乗車ရင်စီးလက်မှတ်ပေါ့နော်။乗車ဆိုတာရင်စီးတယ်။ဒါခဲ့တဲ့နောက်ခုအဲ့ဒါကြီးပဲမဟုတ်ဘူး။特急ဆိုရအထူးအမြန်လက်မှတ်လည်းပဲ必要だဆိုလိုအပ်ပါတယ်။တော့လက်မှတ်ကိုပြောမယ်ဆိုရင်乗車နဲ့特急နဲ့တူတဲ့ဟာလေးကိုထည့်ပြရမှာပေါ့နော်။1がcanဆိုတဲ့ဟာလေးပေါ့နော်2က fast ဆိုတဲ့ဟာနံပါတ်3က kami ဆိုတဲ့ဟာနံပါတ်4က chin ဆိုတဲ့ဟာဒီ Georgia အနေနဲ့ကြည့်မယ်ဆိုရင် तू က Georgia can ဆိုပြီးတော့ရင်စီလက်မှတ်လည်းတုံးတယ်ပြီးတော့ Georgia chin ဆိုတဲ့ရင်စီလက်မှတ်လည်းတုံးတယ်ပေါ့နော်ဒါပေမဲ့သူ Q ဆိုတဲ့အနေနဲ့ကြည့်မယ်ဆိုရင်သူ့ကို chin ဆိုပြီးတော့မတုံးပါဘူးဒါကြောင့်မလို့ can အောင်ပဲပြပြမယ်ပေါ့နော်အဖြစ်မှ itchy ဖြစ်ပါတယ်နော်နှစ်ခုစလုံးကြိုက်တဲ့ဟာဒါဆိုတော့ Georgia can だけでなく時can နော်時can が必要だcan が必要ですအဖြစ်မှ itchy ဖြစ်ပါတယ်နံပါတ်84ကကိုချီလာတဲ့နိုင်နာနီအိုမချီခရာဆိုင်နော်84ဆိုတဲ့ဟာတွေဒီနေရာမှာလေကိုလက်စောက်ပေးပါဆိုတဲ့ကြောင့်အရှိမနေ့ကလည်းပြောပြီးသွားပြီပေါ့နော်9ရက်မြောက်နေ့မှာဒီနေရာမှာထိုင်ပြီးစောက်ပေးပါဆိုပြီးရင်းကြီးလေးပြောမယ်ပေါ့နော်ဒါဆိုတော့こちらでおかけしてお待ちくださいဖြစ်မလားこちらでおかけになってお待ちくださいဖြစ်မလားこちらでおかけてお待ちくださいこちらでおかけされてお待ちくださいအပြင်ကဘယ်ဟာဖြစ်မယ်လို့ထင်ပါလဲနော်အပြင်မှာကနံပါတ်2ဖြစ်ပါတယ်နော်ကိုချီလာတဲ့အိုခါခဲနီနာတဲ့အိုမချီကဒါဆိုင်ဒီနေရာမှာထိုင်ပြီးတော့စောက်ပေးပါနော်စူဝတ်တဲ့ဆိုပြီးမတော့ဘူးနော်ရင်ရင်ချင်းနဲ့ပြောရတယ်ကြဲဆိုအပြင်မှာလေးကိုလိုက်ပြီးတော့အတူတူလိုက်ကြည့်အောင်နော်ဒီမှာဆိုရင်တဲလာဆိုရဖျားကြောင်ခတ်တဲဆိုတာကနောက်ကအိတ်ထောင်ဆိုရဲအိတ်ပေါ့နော်တနည်းအားဖြင့်နော်အိတ်ထောင်လို့ဘာလို့လဲပြောရဲအိတ်လို့လည်းပြောရပါနော်ဟိုနီဝါဆိုတာကอืมချန်ပြီးတော့ရှီစကနာဆိုတာကတိတ်ဆိတ်တော်ဆိုတဲ့အဓိပ္ပာယ်ဒီခတ်တဲ့ကဟိုဟာဘာတုံးလို့မရအောင်နော် EA နဲ့မတူနော် EA အဆောက်အဦကိုပြောချင်တာအဲ့ဒီခတ်တဲ့ဆိုတဲ့အဓိပ္ပာယ်ကမိသားစုတွေနဲ့တတိုက်ဟိုနေတဲ့အိမ်လိုမျိုးအဲ့လိုမျိုးအဓိပ္ပာယ်ကိုရည်ညွှန်းတာပေါ့နော်ကဲနောက်တစ်ခုကတဲခိကန်ဆိုတာကလပေလင်မတ်ပေါ့နော်နော်လပေလင်မတ်ပြီးရင်နောက်တစ်ခုက New Jorkan ပေါ့ New Jorkan ဆိုတာကဝင်ကြီးလက်မှတ်ပေါ့နော်ဥပမာဆိုရုပ်ရှင်ရုံဝင်တာလို့အနုပညာပြတိုက်ကိုဝင်တာလို့ပေါ့နော်နောက်က Joshua Kan ဆိုတာကအဲခီဟိုကာစီလက်မှတ်နော်ယင်းစီလက်မှတ်အဲ့လိုတွေပဲပေါ့နော်ဒီမှာ Tokyo Kan ဆိုပြီးတော့အထူးအမြန်ရထားလက်မှတ်ပေါ့နော်ပြီးတော့ချင်းနေနေဆိုရင်ဂျောရှာချင်းဆိုပြီးတော့တော်လို့ရနော်အဲ့ဒါကားလက်မှတ်ရထားလက်မှတ်နော်ဒီမှာခန့်ဂျောရှာကနာမည်လို့တော်လို့ရနော်ဟောကဒန်ရှာချင်းဆိုတာကရထားလက်မှတ်ဒီမှာ Tokyo ချင်းဆိုပြီးတော့မတော့ပါဘူးတတိထားပါမယ်အဲ့ဒီဟာလေးလည်းမှတ်ထားမယ်ပေါ့နော်ကဲနောက်ခု84မှာကိုချလာတဲ့おかけになってお待ちくださいそれဟာလေးပေါ့နော်ဒါဆိုရင် over になるဆိုရဲဆုံးခဲကိုပေါ့နော်သူကအရင်ကြီးနဲ့ပြောတဲ့တုံးတော့တစ်ဖက်လူကိုမြင့်တင်ပြီးတော့တဲ့တုံးတော့ပေါ့နော်ဒါကြောင့်မလို့これは先生がお書きになった本ですဒီဟာကလည်းဆရာရေးခဲ့တဲ့စာအုပ်ဖြစ်ပါတယ်ရေးတဲ့လူကဆရာဖြစ်တဲ့အတွက်ကြောင့်先生が書いた本ですပေါ့နော်ဒါကိုရင်ကြီးပြောမှဆိုရင် O ထဲမယ်နီနာလူထဲမယ်ပေါ့နော်ဒါမှမဟုတ် math ကိုဖြုတ် O ထဲမယ်ပြီးတော့ math ကိုဖြုတ်တော့ခခီနီနာလူဆိုတာအနီနာပါပေါ့နော်ဆရာရေးခဲ့တဲ့စာအုပ်အကယ်တော့ဆုံးခဲကတော့ဖက်တူမြင့်တင်တာမဟုတ်ဘူးねကိုနှိတ်ချမယ်ကိုကလုံမယ်ပေါ့နော်ကိုကလုံမယ်ဆိုရင် O math ကိုဖြုတ်စုလို့ဆိုရဟာလေးပေါက်ပြအောင်ဒါကြောင့်ခန်းကြောကိုလို့ပြောပါနော်
ဒီကလေး N3 မှာပယ်လို့မရအောင်เนาะ N3 မှာရေးကြည့်ရနော် info တော့ဆိုရင်နောက်ဆုံးခံမှာတင်ရနော်ဆုံးခဲကောလို့ခန်းကြကောလို့ဆိုရင်ဒီဟာလေးပယ်လို့ရဆိုပြီးတော့ပယ်ကြရပါတော့တကယ်ဆိုပယ်လို့မဖြစ်ဘူးပေါ့နော်ဒါမြင့်တင်တဲ့သုံးနှုန်းနှိမ့်ချတဲ့သုံးနှုန်းနှိမ့်ချတဲ့သုံးနှုန်းဆိုတာကတနည်းအားဖြင့်ကိုလို့တဲ့ဟာပေါ့နော်ဒီမှာဆိုရင် omoso na onimoso ですねなんかလေးမဲ့ပုံပေါ်တဲ့အထုပ်ပိုးတွေနော်တဲ့ omochi shimashou ka တည်ပေးရမလားတည်ပေးရမလားဆိုတော့ဘယ်သူကတည်မှာတော့ကျွန်တော်ကတည်မှာကျွန်တော်ကတည်မှာဖြစ်တဲ့ကြောင့် o ni naru ဆိုပြီးတော့တောက်လို့မရဘူး o စုလို့ပဲတောက်လို့ရမယ်ဒါကြောင့်မလို့ o ma omochi shimashou ka တည်ပေးရမလားဟဲ့ဒါဆိုရင်ဒီဟာလေးကိုတေချာလေးလေ့လာထားပါမယ်ကဲနောက်ခုက85ပေါ့နော်皆様によろしくおならにくださいအားလုံးကိုလည်းကျေးဇူးပြုပြီးတော့ပြောပြပေးပါဟနော်တစ်ဆက်ပြောပြပေးပါဆိုတော့ o စွတ်တာအဲဆိုတဲ့ဒီပဲပေါ့နော် o စွတ်တာအဲဆိုတော့အပြင်မှာကနံပါတ်2ဖြစ်ပါတယ်နော် o စွတ်တာအဲတစ်ဆက်ပြောပြပေးပါ皆様によろしくお伝えくださいကဲနောက်ခု86ကြောင်ご注文の品物は明日何々お届けいたしますအော်ဒါမှာခဲ့တဲ့အော်ဒါမှာခဲ့တဲ့ရှင်းနာမုံတို့ပစ္စည်းတွေကလည်းအစတာမနေ့ပြန်အိုတိုခဲအီတာရှိမရောက်ပါမယ်နော်မနေ့ပြန်ဘယ်လိုမျိုးရောက်မလဲဆိုတော့တက်ရှ်ကနိတေချာပေါက်ရောက်မယ်တက်ရှ်ကအီဆိုကီနီအလင်းမြတ်ကျူနီကဲဆိုရင်အဖြစ်မှန်ကဘယ်အဖြစ်မလဲဆိုတော့မနေ့ပြန်တေချာပေါက်ရောက်မယ်ဆိုတဲ့ဒီပဲပေါ့နော်တက်ရှ်ကနိတက်ရှ်ကဆိုတာကမဟုတ်မလွဲလို့ဆိုတဲ့ဒီပဲပေါ့နော်တက်ရှ်ကမဟုတ်မလွဲလို့နော်အဒီပဲမရှိဘူးနော်နီးပါတာနဲ့မပါတာနဲ့ခေါ်ရနော် Q နီးဆိုတာကအလင်းစလို့ Isuki နီးနော်ရုပ်တရက်ပေါ့နော်ဘယ်လိုမှာ Q နီးရုပ်တရက် Isuki နီးအလင်းစလို့အဲ့လိုပုံစံလေးပေါ့နော်အပြင်မှာကနံပါတ်1ပေါ့နော်ကျန်နောက်တစ်ခုက O 客様何に何々なんかランチお願いしますဒီမှာဆိုရင် O 客様ဆိုကြစားတော့ဆိုင်မှာပေါ့နော်ဟာကက်ဆမ်မာပေါ့နော်何にဘာကို A lunch A lunch ဟို lunch ဆိုတာကညနေစာကိုပြောနော် AUNCH lunch နော် A lunch お願いします A lunch တောက်ဆောင်ပါမယ်နော်တောင်းဆိုပါတယ်ဒါဆိုတော့ဘာတောက်ဆောင်ပါလဲလို့ပြောမှဆိုရင်何にいたしますかနော်ယင်ချင်းနဲ့ပြောမှဆိုရင်なさいますかお食べになりますかいただきますかじゃအဲ့ဒါဘယ်ဟာဖြစ်မလဲယင်ချင်းနဲ့ပြောမယ် customer ကိုဘာတောက်ဆောင်ပါလဲ何になさいますかနော်သုံးဆောင်မဲ့သူက customer ဖြစ်တဲ့ကြောင့် na ဆိုင်မတ်နဲ့သုံးမယ်နော်အဖြစ်မှန်နံပါတ်2ဖြစ်ပါတယ်ကဲဆိုကြည့်အောင်မင်းနာဆန်ဆိုရအခန်းကြီးကိုမှတ်ထားပါမယ်ပြီးတော့ဆာမဆိုတာဆန်ရဲ့အရင်ကျတဲ့တော့ဆာမအိုခက်ခုဆာမလို့ပြီးတော့ခါမီဆာမဆိုရနတ်ဖြစ်ရပါတော့စောတရလို့ဆိုတာတစ်ဆက်ပြန်ပြောသည်တက်စဒါဥဆိုတာကကူညီသည်အိုတက်စဒါဤဆန်ဆိုတာကကူညီပေးရလူပေါ့နော်ကဲဆိုရင်နောက်တစ်ခုကတရှကာနီတေချာပေါ့確かမဟုတ်မှလွယ်လို့ဆိုတဲ့ပဲပေါ့နော်さっき来た人は確か田中さんの奥さんだと思いますခုနလာခဲ့တဲ့လူကလည်း確かမဟုတ်မှလွယ်လို့田中さんရဲ့အမျိုးသမီးလို့ထင်ပါတယ်ကဲနာဆာဒူဆိုတာကခုနပြောတဲ့ဆုံးခဲကောနဲ့ခန်းကြောကောအပိုင်းပြန်လာပြီးဆုံးခဲကောဆိုတာတစ်ဖက်လူကိုမြင့်တင်တဲ့ယင်ကြီးတဲ့စုလူရဲ့ပေါ့နော်ရှီမတ်ဆိုတဲ့ဟာကိုယင်ကြီးသုံးမှဆိုရင်မြင့်တင်ပြီးသုံးမှဆိုရင်နာဆာဒူခန်းကြောကောဆိုရယ်ကိုလောက်တဲ့ဟာပေါ့နော်နှိမ့်ချပြီးယင်ချင်းမှဆိုရင်အီတာဆူ社長はゴルフをなさいますか私はいたしませんဒီဟာလေးကိုသိချကြည့်社長ဆိုတာကတထေးပေါ့နော်တထေးကကောက်ရိုက်ပေမဲ့ကျွန်တော်ကမရိုက်ပါဘူးတထေးပြောရင်တထေးလုပ်မယ်ဆိုရင်မြင့်တင်ပြီးသုံးမယ်ကိုကလုပ်မယ်ဆိုရင်နှိမ့်ချပြီးတော့သုံးမယ်よろしくお願いいたしますနော်တောင်းဆိုပါတယ်တောင်းဆိုပါတယ်ကဲဒါဆိုရင်ကြည့်အောင်နောက်တစ်ခု88番ဆိုရင်ခွန်အန်တဲ့ခိုဒိုမိုတို့အဆွန်ဒါပန်းချန်ထဲမှာကလေးနဲ့ကစားခဲ့ပါတယ်ဒါဆိုတော့ခိုဒိုမိုဆိုတဲ့ကလေးကိုသွားကြည့်အောင်နော်အပြင်မှန်ကနံပါတ်2ဖြစ်ပါတယ်နော်ခိုပါတဲ့ဟာကိုကြည့်လိုက်အချင်းနဲ့လွယ်ပြောမရှိဘူးနော်အချင်းမှာဆိုရင်အနောက်ကတာချီဆိုတာတိုမိုတာချီမှာပါတဲ့တာချီနော်ဒါကြောင့်မလို့အပြင်မှန်ကနံပါတ်2ဖြစ်ပါတယ်ခိုဒိုမိုဆိုတဲ့ကလေးကဲ89ကこの先道が2つに分かれていますかどっちの何々に行けばいいですかနော်ရှိမှာလေ道が2つに分かれていますかလမ်းကနှစ်ခုကွဲသွားပါနော်どっちのဘယ်ဖက်ကို行けばいいですかသွားရင်ကောင်းမလဲဟိုလမ်းထိပ်မှာပေါ့နော်လမ်းနှစ်ခုကွဲသွားဘယ်ဖက်ကိုသွားရင်ကောင်းမလဲညာဖက်လားဘယ်ဖက်လားပေါ့နော်ဒါကြောင့်မလို့どっちの
direction ကိုပြောရမှာပါနော်တိုချီဆိုတာမြေကြီးမူကီဆိုတာဥတီချက်ချီဟိုးဆိုတာကနေမြေဒေတာဟိုးခိုးဆိုတာကတနည်းအားဖြင့်direction ပေါ့နော်ဒါဆိုမူကီနဲ့ဟိုးခိုးနဲ့ဆိုရင်တေချာပေါက်ဟိုးခိုးပေါ့နော်မူကီဆိုတာဘယ်လိုပြောရမလဲအာဘယ်လိုပြောမလဲဒီနေရာမှာတော့မသုံးဘူးเนาะတေချာပေါက်တော့ဒီနေရာမှာမသုံးဥပမာအဲ့ဒီဘာရှာမယ်ဆိုရင်လေမီနာမီမူကီလို့เนาะမြောက်တောင်ဘက်ကိုမျက်နှာဦးတည်ထားတယ်မရဲ့မူကီဆိုတာအပြင်သွားပြီးလမ်းလျှောက်မယ်ဆိုရင်မရဲ့မူခီပေါ့နော်အရှိကိုပဲကြည့်ရမှာပေါ့နော်အဲ့လိုပုံစံလေးအရှိကိုပဲဖုံးကိုမကြည့်ဘဲနဲ့မရဲ့မူခီအဲ့လိုပုံစံလေးမှတော့อ่ะနော်အဲ့ဒီမှာဆိုရင်ဂျပန်မှာအေရှာမယ်ဆိုရင်ဘယ်လိုမှတောင်ဘက်ကိုမျက်နှာဦးတည်ထားတဲ့အိလားအနောက်ဘက်ကိုဦးတည်ထားတဲ့အိလားအဲ့လိုပုံစံနော်အဲ့ဒါက nation muki လို့ minami muki kita muki နော်အဲ့ဒီမှာဆိုရင်အဲ့ရဲ့မျက်နှာစာကဘယ်ဘက်ကိုဦးတည်နေရလဲနော်အဲ့လိုပုံစံလေးနဲ့ရှာလေးရှာပေါ့ဘာလို့ဆိုတော့နေအောင်ရတာလို့နေအောင်ကြတာလို့ပေါ့နော်အပြင်မှာကနံပါတ်4ဆိုရယ် direction ဆိုရယ် hoko ဆိုရယ်နော်ဘယ်ဘက်ကိုသွားရင်ကောင်းမလဲကဲနောက်ခုက60ဒါစင်ဆိုကအေးတိုက်ပွဲတွေစစ်ပွဲတွေကလည်းယောနီဖြစ်ပါစေပေါ့နော်ဆူတောင်းတဲ့အတုံးလုံးလေးပေါ့နော် mass yoni ဆိုရယ် grammar လေးပေါ့နော်ဒါကြောင့်မလို့ mass yoni ဆိုတဲ့ကြားအဖြစ်မှာ yon ဖြစ်ပါတယ်စင်ဆိုကနာကူနာလီ mass yoni နော်အေးတိုက်ပွဲတွေစစ်ပွဲတွေမြန်မြန်ပြီးပါစေနော်အဲ့လိုပုံစံနော်ကိုမရှိပါစေမြန်မြန်ကိုဆိုးပါစေအဲ့လိုပုံစံလေးပေါ့နော်ကဲနောက်တစ်ခုကအဖြေကြည့်အောင်ခိုးအန်းဆိုရယ်ပန်းချန်ခိုးမှုအင်းဆိုတာကအစိုးရဝန်ထမ်းပေါ့နော်နောက်ခုကခိုးတော့မို့ဆိုတာကကလေးနောက် UNT ဆိုတာကကစားကွင်းပေါ့နော်အဆုပ်ဘူးဆိုတာကကစားတီအဆုပ်ပြီးကစားချင်းဟိုခိုးဆိုတာက direction ပြီးတော့ကတိုချီဆိုတာမြေကြီးမူကီဆိုတာကမူကီကလည်း direction ပဲเนาะဒါပေမဲ့ခုနပြောတဲ့အတုံးလုံးလေးမှတ်ထားမယ်ချီဟိုဆိုတာကနေမီဒါတနည်းအားဖြင့်ချီကီနဲ့တူတူပဲခန်တိုချီဟိုပဲတော့เนาะခန်တိုချီကီဆိုပြီးမတော့เนาะသူလည်းဒီမှာပြောထားเนาะချီကီအဲ့လိုမျိုးမတော့ဘူးခန်တိုချီဟိုခန်တိုဒေတာပါเนาะကဲနောက်ခုကနခုနာရီမဖျော်နီမဖျော်နီမဆန်ယောနီဖြစ်ပါစေမဖြစ်ပါစေနဲ့ဆူတောင်းတဲ့နေရာမှာတော့တယ်試験に合格しますように、その場合わせ、この仕事に失敗しませんように、ディアログをそうしょうばせね、エロディベリボの。世界が平和でありますように、ကဘာကြီးကငြိမ်းချမ်းပါစေအဲ့လိုတွေပဲလေဒါဆိုရင် die issue ရဲ့မွေးကမယ်လေးပြီးသွားပါပြီနောက်ခဏမြောင်းတဲ့အတွက်ကဗီဒီယိုမရှိပါဘူးကိုပါကိုအရင်ဖြည့်ကြည့်ပါမယ်နော်ဒီနေရာမှာဆိုသူအရှိမなんか一日前にပြီးတော့မွေးကမယ်ထိတင်လိုက်တဲ့အရာတွေကိုပြန်ပြီးတော့အကုန်လုံးစုပေးထားတဲ့အဓိပ္ပာယ်လေးပေါ့နော်ကိုယ့်ဘက်ကိုဖြည့်ကြည့်ပါမယ်ဖြည့်ကြည့်ပြီးတော့ကိုယ့်ဘက်ကိုဖြည့်တိုက်မယ်အကယ်လို့မရဘူးဆိုရင်ဒီမှာသူပြထားတာပေါ့နော်ဒီမှာခဏင်းမြောင်းနေမှာ61ဆိုရင်31ကိုပြန်ကြည့်ပါတဲ့နော်ဒီ31ကပုတ်ဆော်ကိုသူကပြန်ပြီးမေးထားအဖြေနှစ်ခုပဲရှိရနော်အချေဒါမှမဟုတ်နိအကယ်လို့မရဘူးဆိုရင်နန်ဂျာထောက်ပြီးဖြည့်လိုက်ပါနန်ဂျာထောက်ရင်မရဘူးဆိုရင်ပြန်ပြီးတော့စာပြန်လုပ်ပေါ့နော်ဟဲ့ရမလားဒါဆိုရင်ဝါရှိလို့ပေါ့နော်ဘာလို့လို့နဲ့ die issue ပြီးသွားပြီပေါ့နော်အေးပထမဆုံးအပတ်လေးပြီးသွားပြီပထမဆုံးပတ်လေးပြီးသွားပြီဖြစ်တဲ့ကြောင့် comment ဖြစ်ပေါ့နော်နဲဘယ်လိုမျိုးစာတင်ရအဆင်ပြေလားဘယ်လိုလဲနည်းနည်းလေးဘယ်လိုမျိုးပြန်ပြီးတော့ရှင်းပြစေချင်လဲပေါ့နော်ဒီ review လေးပေါ့နော်တစ်ချက်လောက်မှတ်ခဲ့ပေးလို့ရမလားမသိဘူးနော်အကယ်လို့အဆင်ပြေရဆိုရင်မှတ်ခဲ့ပေးဖို့တောင်းဆိုပါတယ်はいお願いしますじゃあ、リニアのディマベビデオをやればね。はい、皆さんお疲れ様でした。またね、バイバイ。バイバイ。